တကူကဆုံဆွေရီခိုးတကူလာပူလိုက်တာကဆုံလာပူလိုက်တာတိုက်တယ်ပူလုံးတော့လူတွေမနေနိုင်လုံးလို့နော်တဆွေခုန်နေရတယ်စီစကားဆွေတော်ကတော့နည်းနည်းလေးပြောင်းလိုက်မယ်ကဆုံနေုံဆွေခုန်ပူတာဗျာပူတော့အားရှိနော် Facebook ကိုတက်ပြီးတော့နော် Facebook ကိုတက်တဲ့ချိန်ရဲ့နော်90ရာနှုန်းကြိုကတော့နော်ဒါတက်တော့တက်တာကြည့်ပြီးမြဲနော်အနုရွာလှပရည်စရာလေးတွေမြက်သေးတာပြုတ်နော်ကြံတဲ့ချိန်ကျတော့ကိုယ့်ရဲ့အခုလောလောဆယ်ဝါသနာလုပ်ငန်းဖြစ်တဲ့ခြေတွက်ချက်ချင်းပေါ့နော်အဲ့ချင်ဒီဟာတွေလေ့လာတဲ့အခါမှာကျွန်တော်မသိတဲ့အကောက်နော်မသိဘူးဆိုတာကခွင့်လို့ပါနော်ကြည်ရင်နဲ့ဒီအဲ့ဒီအကောက်ကနေစိတ်ကူးလေးတစ်ခုရလာလို့ခွင်လေးတစ်ခွင်ဆွဲကြည့်ခွင်လေးကတော့အတော်ကြီးစရာကောင်းနော်ဒီမှာကျွန်တော်အနီဝိုင်းလေးနဲ့ပြထားတာကြည့်ရဒီ9ခွန်နှစ်ဒီနှစ်ရဲ့ထွက်တဲ့အပြင်9ခွန်နှစ်အဲ့9ခွန်နှစ်ခွန်ရဲ့နက္ခ3ညပြီနှစ်ပင်ကျော်မှာပရိ866လို့လာပြီးဥပရိခွန်ရဲ့နက္ခ3ညသည်866လို့ဥပရိလာပြီးသူရဲ့ဒီ866ရဲ့ခါအနီဝိုင်းလေးကလည်းပဲ6ဒီသူရဲ့နက္ခ9ဆိုပြီးတော့တပင်နှစ်ပင်ကျော်ပြီးလို့ရှိရင်6တက်နေလို့9ပရိနော်9ပရိပြီးတာတွေ့ရတယ်နှစ်ပင်လေဆိုတော့နော်ဆွေတော်နေနဲ့တော့သိခိုင်မာကြီးတော့မယုံကြည်ခြင်းဘူးနော်3ပင်လောက်ဆက်ပြီးရင်တော့မဆိုးဘူးနှစ်ပင်တည်းကနေနော်2ကြိမ်ပြီးကနေ3ကြိမ်မြောက်လာရမှာဆိုတော့ယုံသိပ်ပြောမရဲဘူးမရဲပြီမဲ့ဆက်ကြည့်မယ်ဒီတစ်ကနေပြီးတော့ခုလာမဲ့2ပင်ကျော်3ညခွန်38ခွန်ပြီးလို့ရှိရင်3ညခွန်38ခွန်2ပင်ကျော်ပြီးရင်သူ့ရဲ့ break ဒီရဲ့နက္ခရှေးလို့ဒီရဲ့နက္ခရှေးလို့ဒါဆွေတော်ရမ်းယူစားတယ်တော့မှန်နေတော့မြင်တယ်ဗျာနောက်ကလေးကိုလေးလာပြီးတော့တက်တော့ပြနေကြပြတယ်ပေါ့ကြပါဟုတ်ပါပြီဒါကုစားအဲ့တော့ဒီဟာဒါလီဒီ break လေးတစ်ခုတည်းဆိုရင်တော့ဆိုတော့အကြိုက်သုံးညောတို့ရမယ်စီရဒီအနက်ဝိုင်းလေးလေးယူဝိုင်းထားတယ်နော်အချိန်မြန်ညင်သားရေကိုရှင်းအောင်ပေါ့ဒီ9ရဲ့ခုနကခွန်မှာနက်ခတ်ယူသလိုပဲ9မှာလည်းနက်ခတ်ယူတယ်6အဲ့ဒီ6ဒီစိုးစိုးက2ပင်ကျော်ဘူပရိရဲ့ခါဖြစ်နေတာကိုတွေ့ရပါ9ရဲ့နက်ခတ်6ကခါဖြစ်ဒီနှလုံးကြည့်လိုက်တော့ဘူပရိ6ခါပေါ့ဗျာဟုတ်ပြီအဲ့လိုဆိုရင်ဒီ866ကနေဆက်ပြီးကြည့်လိုက်မယ်866ဆိုတော့6ရဲ့နက်ခတ်9ပရိ8ရဲ့ခါက1ဟုတ်သလားကြည့်လိုက်မယ်9ပရိနက်ခတ်1ကခါနှစ်ပင်ကျော်လိုက်မယ်3ည9ကျော်5တင်4ကျော်1ကခါဟုတ်ပါရဲ့8ရဲ့နက်ခတ်က1 6ရဲ့နက်ခတ်9ကဒီဘူပရိ6တင်2လို့တွေ့ဟုတ်ပြီအဲ့ဒီတိုင်းပဲဆက်သွားမယ်ဆိုရင်ဆွေတို့ယူပါဟောခါလီရဲ့ break ပြတာနော်1ရဲ့နက်ခတ်က10 break 6ရဲ့နက်ခတ်ကဘာဖြစ်မလဲ9လို့တွေ့6ရဲ့နက်ခတ်က9အဲ့ဒီ9ကခါပေါ့ဗျာပြောကြစို့9ခါ10 break လို့ဒါလေးနဲ့ယူရတာဆွေတော့တော်ဘဝင်ကြဒါကြတော့နေတော်ဘဝင်ကြပါပြီ
ခေပြန်ပြောကြည့်ရအောင်ခင်ဗျားလည်းစဉ်းစားလိုက်ပါ9ရက်နှစ်ခတ်6 9ရက်နှစ်ခတ်3ည6ခါ3ညပြိ6ခါ3ညပြိဟုတ်ကဲ့10ရက်နှစ်ခတ်က1 6ရက်နှစ်ခတ်က9အဲ့တော့1ခါ9ပြိနှစ်ပင်ကျော်မှာ1ခါ9ပြိလို့ရအဲ့လိုဆိုရင်ဆက်ကြည့်မယ်6ရက်နှစ်ခတ်9ခါ1ရက်နှစ်ခတ်10ကပြိခုဆွေတော့တည်ကျင်တာက9ခါ10ပြိလို့တည်နေတာဒါလေ9ခါ10ပြိဆိုတော့9ခါ10ပြိဆိုတော့ကွာကူပဲပေါ့ဗျာခါကူကွာကူပေါ့ဆင်လိုက်ပေါ့3ညာ9ရှိမယ်1 9 8ရှိမယ်2 9 9ရှိမယ်3 9 6ရှိမယ်4 9 5ရှိမယ်5 9 4ရှိမယ်6 9 3 9 9 2 8 9 1နော်9 9 3ညာလို့10ခွဲရှိမယ်အဲ့တိုင်းလေးနော်အဆင်ပြေလဲထူပေါ့နော်ဟုတ်ပြီအဲ့တော့ဆက်ကြည့်မယ်ဆိုလို့ရှိရင်ဟာဒီအပိတ်ကလေးကတော့အလုံးမလုံးဘူးလားဆိုတော့ तू ကနောက်တပင်ကခဏနဲ့တွဲပြီးတော့အလုံးလုံးတယ် तू ကနက်ခတ်ဖြစ်နေအလုံးလုံးတယ်စီနှလုံးက तू ကတော့နောက်ပင်ရဲ့ထိတ်စီးနဲ့တွဲအလုံးလုံးတယ်စီလို့ဒီပေါင်းချင်းရှစ်အဲ့ပေါင်းချင်းရှစ်ဒီဘာလဲဆိုရင်ခုနကခွင်နှစ်ပင်ကျော်မှာထိတ်လာဖြစ်တယ်နှစ်ပင်ကျော်မှာထိတ်လာဖြစ်တယ်အဲ့တော့ခုနက6ခါဘူပရိမှာ8ထိပ်ကထားလိုက်လို့ရှိရင်8 6 6ဥတုဥကီအဲ့တော့ဒီမှာကောဒီ6ကကောသူ့ရဲ့ထိပ်ကပေါ်တော့6နော်သို့တော့ကဒီခါကိုပရိနော်ဒီခါကိုပရိဒီခါကိုပရိအဲ့ဒီတော့ဒီ6ဒီနှစ်ခုပေါင်း6ကထိပ်ကိုလာဝင်သွားတဲ့အတွက်ကြောင့်6ရဲ့1ရဲ့9ချင်းရဲ့နောက်က2ကတ်လိုက်အောင်မယ်နှစ်ကွယ်နော်အဲ့ဒါကြတော့ဆွေတော်တော်ကြိုက်သွားပြီဘာလို့ဆိုတော့အားလုံးပေါ်မှာတကွယ်တည်း only one နော်မလိုက်ရဲရင်လည်းအတိုက်ထဲမှာနေကြပြီးတော့ဗျာနော်ဆရာမောင်စဝင်းပရိကုန်းရဲ့တပြားလေးပြောရင်မလိုက်ရဲရင်လည်းအတိုက်ထဲမှာနေကြတော့ဟုတ်ပြီအဲ့တော့ဒီစနစ်ကလေးနဲ့ဆက်သွားမယ်ဗျာကြည့်မယ်ဟာဒီနှစ်နဲ့3ညနဲ့ပေါင်းနှစ်ကထိနှစ်နဲ့တွင်ပေါင်းနှစ်ကထိ6ရဲ့နှစ်က9ကခါနှစ်9နော်1ရဲ့နှစ်က10ကဗရိတ်အဲ့တော့နှစ်9ကတစ်စီပြီးတော့ခွန်ကတ်လိုက်ရုံပဲဒီမှာ3ညနှစ်ကထိတ်လာမယ်နှစ်9ဖြစ်သွားပြီဒီ6ရဲ့နှစ်က9ကခါလာမယ်1ရဲ့နှစ်က10ဗရိတ်ဆိုနှစ်9က1နောက်ကနေခွန်လေးထည့်လိုက်ပေါ့နှစ်9ခွန်နှစ်9ခွန်တော့ဆွေတော့ယူရင်နဲ့အတွေ့ထဲမှာတော့မပါပါဘူးနော်အဲ့တော့ဒီနောက်ဆုံးတွေ့တဲ့ခွင်တွေကြတော့ဆွေတော့တန်ဟုတ်စရှိတယ်လွှတ်မပြည့်ရဘူးအဲ့တော့ဒါလေးတွေထိုးပြလိုက်တယ်နော်အရင်ဘက်က388ဒီနီးနဲ့ရသွားတာပဲနော်3မင်လေးနဲ့ငါကြိုက်တာနဲ့ထိုးဟာဆိုထိုးအဲ့မှာဒိုင်တွေကမရှိတော့ဘယ်ရှိတယ်ဆိုရင်ဟိုကျွန်တော်နဲ့ဝေးကျွန်တော်တပည့်တယောက်စီလမ်းဆက်တယ်ပိတ်ပြီလားပိတ်သေးပြီဆရာကြီးတဲ့အေးအဲ့လိုဆိုရင်ငါတကွက်ထိုးနေရပါဆရာကြီးတဲ့388ထိုးကွာတယ်ချိန်ဘလောက်ထိုးဘလောက်ထဲလဲရမအောင်ဆိုတော့1000ဆိုရင်သူတကူးတကကြီးနော်လမ်းဆက်ထားတာ1000နဲ့ဆိုတော့သူ့အားနာတာကဲ9000ကြီးလိုက်ကွာလို့နော်ခိုင်းလိုက်မိတာအဲ့ဒါဆွေတော့ရင်ဘက်ကနော်ဒီလိုလျှက်တပြည့်ကွင်လေးကနေပြီးတော့တွေ့ရခဲ့ပါတယ်ဒီတစ်ခါတော့တဲ့ရကြပါစီနှစ်9ခွန်အချိန်လေးရှိပါတယ်နော်နှစ်9ခွန်ကြက်ရင်3ပါနှစ်9ခွန်ကြက်ရင်3ပါဘေဂီ
ဘေကောင်ကအတီတို့နော်ဘေကောင်ကအပိုင်တို့ဘာတွေရှောက်တော့မစွဲနေပြီခွင်းဆိုတာကတော့ရတဲ့အတိုင်းပဲထူရတာပဲတက်ကနန်းမရှိဘူးတေကနန်းမရှိဘူးလုံးပိုင်းမရှိဘူးရတဲ့အတိုင်းတွေ့ရှင်းကြပြီလားရှင်းရလားမသိပါဘူးနော်နှစ်ကိုခွန်မှာစကားတွေများတယ်လို့တချို့လည်းဝေဖန်တယ်များမှာပေါ့နော်ကြီးလေးစင်းဒီမှာကျွန်တော်ခဏလေးဆင်သင်ရေးထားပါတယ်ဟာဒီ6နှစ်နဲ့6နှစ်ပေါင်း10ဆိုတာအဲ့ဒါထိပ်ပါခင်ဗျာခွန်ရဲ့နက္ခတ်3ညဆိုတာကဗရိတ်ပါခင်ဗျာဗရိတ်ပါခင်ဗျာနောက်ခါမှာ9ရဲ့နက္ခတ်6ဆိုတာကခါဖြစ်ပါတယ်အဲ့တော့စစ်ထိ6ခါ3ညပရိနဲ့866ဆိုတာထွက်သွားပါလေခင်ဗျာစစ်ထိ6ခါ3ညရင်နောက်က6ကလည်းမယ်အဲ့ဒီတိုင်းပဲဒီ866ကနေလာတယ်ဒီ3ညနဲ့6ပေါင်းရင်6ဒီထိ6ရဲ့နက္ခတ်9ဒီဘရိတ်နောက်ခါမှာ10ရဲ့နက္ခတ်1ဒီခါအဲ့တော့6ထိ1ခါ9ဘရိတ်ချင်းရင်နောက်က2ကလေးကပ်ပြီးပါ6ဒီနေ့ဟာဒီမေဗျာ6ဒီနေ့ဒီမှာ this is 1 2ဒီ6နှစ်ကိုတစ်ကိုလည်းဆက်တော့ပါမယ်3ညနဲ့2နဲ့ဒီနေ့အဲ့ဒါကပါတော့ထိဒီရဲ့နက္ခတ်8ကဗရိတ်6ရဲ့နက္ခတ်က9ကခါအဲ့ဒီတော့နေ့9လို့ယူပါမယ်10ဘရိတ်ဖြစ်ချင်ရင်နောက်ကနေခွန်လေးဖြည့်ပြလိုက်ပါအဲ့တော့တကွက်သေးတော့ဆွေတော်ရဲ့မိတ်ဆွေများနော်1000မိုးထိုး1000မိုးထိုးတသိန်းမိုးထင်ထိုးနော်ရတဲ့ခါကျတော့ဆွေတော်နော်ဝမ်းသာအတိပေးပါအောင်ဝမ်းသာဖို့နော်ဟုတ်ပါပြီဒါအဆွေတော်ရဲ့နော်လက်ဆောင်မုံလေးတစ်ခွက်ပါမင်းဟာပြီးမပြီးသေးဘူးလားဆိုနောက်ထပ်လာပါဦးမယ်ဖွင့်နဲ့မနဲ့ခင်းထိဇွဲမလျှော့ပါနဲ့အဲ့ဒီမှာဆွေတော်ကတော့ line ပေါ်မှာတော့ချိန်များလူရှိနေပါတယ်နော်ဒါဆွေ10ချိန်အတွက်နော်10ချိန်အတွက်ဆွေတော်ရဲ့ဒါလက်ဆောင်မှုဖြစ်ပါတယ်အားလုံးကျမ်းမာချမ်းသာကြပါစေဒီကွင်းလေးကိုကျွန်တော်အပြည့်စုံရိုက်ပြီးပါမယ်အပြည့်စုံရိုက်ပြီးပါမယ်ဒါလေးကို screenshot ယူလိုက်လို့ယူပါယူပြီးရင်ပြန်လဲစစ်ဆေးပါစစ်ဆေးလို့သဘောကျရင်ထိုးပြီးတော့ပေါက်ကြပါစေလို့အမြတ်တမ်းဆောင်လေးပါလိုက်ပါတယ်အလုံးချမ်းသာကြပါသည်ဘေးရန်ကင်းကြပါသည်